အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တဲနဲ့တဲအမနဲ့အပြင်သွားမယ်ပေါ့နော်သူကစပင်သွားလုပ်မယ်တဲကတော့ဒီခြေတဲပြုတ်နေရလေးတော့ဆက်မယ်ပြီးတော့လို့ရှိရင်ခေါင်းသားလျှော်မယ်ပေါ့နော်အဲ့တော့တဲဒီနေ့ daily vlog လေးလိုက်ကြည့်ပေးပါဦးဆိုရင်သွားမယ်ပေါ့နော်ရှင်းဟိုပါလေမောင်ငယ်ကလေမျက်နှာစေကန်သွားခြင်းလို့လိုက်ပို့ပေးလိုက်ပါလားမာကြီးကလေခြေတော့အနှိပ်သွားခံခြင်းလို့ဟာမိုင်းလိုက်ဖို့မှာဆိုအောက်မှာကားရှိရလေဟုတ်တယ်မာကြီးခြေတော့ဟိုအနှိပ်ခံခြင်းလို့လေသူ့ကိုလိုက်ပို့လို့မရတော့ဘလို့လားမတဲမောင်းကိုလည်းမောင်းကစပင်လုံးချင်လို့မတဲလဲမှာခြေတဲလည်းပြုတ်နေမှာဖန်ရှူတင်ရှိရမာကြီးအဲ့ဘယ်လိုလုပ်ကြမလဲဒုက္ခပါမာကြီးကလေခြေတော့အနှိပ်ခံခြင်းလေဟာတိပြီဟိုမယန်းကုန်းမှာလေ mistake ဆိုတာလေ all in one beauty center ရှိအဲ့သွားမယ်လေအဲ့ဆိုလို့ရှိရင်မေမေလည်းလုပ်လို့ရတဲလည်းလုပ်ရမောင်းကိုလည်းလုပ်ရခေါင်းစားချီဆုံးရှိရတော်ပါသေးအဲ့ဆိုတဲခေါ်ပါလိုက်တာမာကြီးတက်တက်သားလိုက်တော့မိုင်းလိုက်ခဲ့လေဟဲ့ခြေတော့အနှိပ်ခံပါလေအဲ့မရလို့လားရတယ်အဲ့မှာ spa လည်းရှိရ aesthetic လည်းရှိရပြီးတော့လက်သေးချေတော့စပင်းလည်းလုပ်လို့ရဆိုအကုန်လုံးလုပ်ရတယ်တဲတို့၄ယောက်လုံးတူသွားမယ်၄ယောက်လုံးတတရားထဲမှာရရပေါ့ရအဲ့တော့တစ်ထပ်လုံးမှာအစင်စင်နဲ့အလွှာချင်းဒီမှာတစ်ခုချင်းလုပ်လို့ရတယ်အဲ့သွားမယ်မိုင်းလိုက်တာအဲ့ဆိုတမယ်မစနစ်မလားစနစ်ပဲလိုက်တမယ်ခုကတော့တဲရမယန်ကုန်းကဘာကြီးဖျားနာမှာရှိရ main ကလေးတွေအတွက်ခေါင်းစားချီဆုံးလုပ်လို့ရတယ် the mystic ဆိုတဲ့ဆိုင်လေးကိုခေါ်သွားမှာဖြစ်ပါတယ်တဲနဲ့တူတူလိုက်ကြည့်အောင်နော်ကဲအကောလုံးကိုစွစွစီနဲ့မခွဲရအောင်ခေါ်လာရဲကျေးဇူးများတင်ပါတယ်တနေရာထဲမှာစင်ပြီးသွားတယ်စင်ပြီးသွားတယ် The Mystic ကလေတကယ်ကို all in one beauty center ဆိုတဲ့အတိုင်းပဲ aesthetic ဈေးကမှရှိရပေါ့နော်အဲ့တော့မမေရမျက်နှာနဲ့ပတ်သက်ပြီးပြချင်တယ်ဆိုတော့တို့ပထမတက်မှာသွားပြီးတော့ဒါမှ pro ရဲ့ဆရာဝန်ကနေပြီးတော့မမေမျက်နှာနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာလေးရှင်းပြပြီးရပေါ့နော်မမေရမျက်နှာညစ်နေရလို့ခံစားရတော့တို့ hydra facial လေးလုပ်မယ်ပေါ့နော်ဟုတ်ကဲ့ဒါလည်းစမလေးရှေ့သူလိုက်တာဟုတ်ကဲ့ဟုတ်ကဲ့ပါတမီးကခေါင်းလျှော်မယ်ပြီးတော့ခြေသေးနှစ်ချောင်းပြုတ်တာဆက်မယ်ခြေသေးနှစ်ချောင်းဘယ်မှာကြကြငယ်မသိပညာကတော့လက်မြောက်သေးစားပြင်ကလေးမတောင်းနဲ့ဆောင်မှာသူလှတော့မယ်မတောင်းနဲ့ဆောင်မှာနေခဲ့အောင်နော်နေခဲ့အောင်ကျန်လာခေါ်မယ်အခုကမမေက aesthetic ဈေးကမှာ hydra facial လုပ်နေရဲဆိုတော့မမေကိုခဏထားခဲ့ပြီးတော့တေတို့ကမအီအောင် full mask လုပ်တဲ့အထက်မှာသွားပြီးတော့တကီဖုတ်နေရဖြစ်ပါတယ်ဆိုတော့အမေကအောက်မှာအမအပေါ်မှာအမေကပထမတက်အမဒုတိယတက်တော့တတိယတက်လို့ခေါ်ရလားဒုတိယတက်လို့ပဲခေါ်ပါဒါတတိယလို့ပဲခေါ်ပါတော့တတိယညောင်းတယ်လေပထမအမတနေရာလိုက်ပို့ရမယ်ဆိုအခုအဆင်ပြေသွားရတို့ကကိုယ့်ကိုသွားမို့ဟာနော်တလန်းစီသွားအဆင်ပြေသွားပြီအဆင်ပြေသွားတယ်သူပြောရတယ်ပြောတဲပြောတာရညလေးတို့လုစင်နေသွားလို့နော်ဟုတ်ကဲ့အဲ့ဆိုတို့အောက်မှာစပင်သားလောက်လာမှာနော် Mystic Spa ဘိုင်းမှာဆိုလို့ရှိရင် full massage traditional body massage white massage body treatment နဲ့ပတ်သက်တာတွေအပြုံမှာ waxing တို့ facial cleansing တို့လည်းလုပ်လို့ရဖြစ်တဲ့အတွက်တို့တနေရာမှာအကုန်စင်ပြေရပေါ့နော်ဒါတော့တို့ခေါ်တဲ့ The Mystic ရဲ့မြေပုံလေးပေါ့နော် The Mystic ရဲ့မြေကြီးတက်မှာဆိုလို့ရှိရင်ဖြောက်ကောက်ဆေးဆို hair extension hair treatment အစုံလေးရတယ် style ဆုံး hair salon လေးလည်းရှိပါတယ်ပထမတက်မှာဆိုလို့ရှိရင် aesthetic doctor တွေကိုယ်တိုင်ကနေပြီးတော့ဆွေးနွေးအကြံပေးတဲ့ Derma Pro Skin ရဲ့ aesthetic clinic လေးလည်းရှိပါတယ်ဒီမှာလေမျက်တောင်ဆက်တာတို့မျက်ခုံးထိုးတာတို့ eyeliner tattoo ထိုးတာတို့အတွက်လည်းဝန်ဆောင်မှုတွေရှိပါသေးရဲ့ပြီးတော့တဲခုနပြောပြခဲ့တဲ့ spa လေးရှိသေးရဲ့ပေါ့နော်ဒါလေးကတော့ The Mystic မှာတဲ့အကြိုက်ဆုံးနေရာလေးပဲပေါ့နော်လက်သေးချစ်သေးလုပ်တဲ့နေရာလေးကအရန်လဲလာတယ်ပြီးတော့တဲတို့ main ကလေးတွေအကြိုက်ကာလာပေါင်းအများစွာရှိရဲ့ပေါ့နော်အဲ့တော့ကိုစိတ်ကြားရွေးချယ်ပြီးတော့ဆိုးလို့ရတယ်ခုကတော့တော်တော်လေးလက်ရှင်းပြပြီးသွားပြီဆိုတော့တဲတို့ညီမနှစ်ယောက်အလဲပေါ့နော်တဲမဟာစပင်တော်တော်လေးပြက်စီးနေရဆိုတော့ hair treatment လေးလုပ်ဖို့အတွက်ဆရာနဲ့တိုင်ပင်နေရပေါ့နော်တဲတို့ကောင်းရှော့နေတော့မှအပေါ်မှာမိုက်ရောင်ကတော့ဒီလားစိမ့်မဲအိတ်ချင်စရာလေးမီးလေးအိတ်တော့မှလည်းဒီမျိုးလုံးကိုကြည့်လိုက်ရအမေကတော့အိတ်နေပို့ပြီးတော့အခုအမေကအိတ်နေမမေကတော့တကယ်ကိုအိပ်ပျော်နေပြီပေါ့နော်မျက်နှာကိုအခု hydra facial လုပ်နေရပေါ့နော်အဲ့တော့ခေါင်းလျှော့ပြီးသားပြီဆိုတော့တဲရဲ့စပင်း step ညှက်ထားတဲ့ဟာလေးတွေကိုဆရာတေချာလေးပုံသွင်းပေးနေရပေါ့နော်ဆရာသမီးရဲ့ပုံစံလေးကတဲတစ်ခါမှမသွင်းဘူးတဲ့ပုံစံလေးပေါ့နော်တော်တော်လေးကြိုက်တယ်တဲရဲ့ step လေးနဲ့လည်း light တဲ့စပင်းပုံစံလေးကိုတေချာချာလေးလုပ်ပေးရပေါ့နော်ပြီးတော့တဲဆိုင်ရောက်နေတော့မှအရန်သဘောကောင်းတဲ့ဆိုင်ရှင်အကိုရဲ့အမရနဲ့လည်းဆုံခဲ့ပါသေးရဲ့ဟုတ်လားမမေကြည်ဝါးပြီကြည်ဝါးရယ်နော်တော့ကြည်ဝါးတယ်ညတောင်စတမီးပြီးသွားပြီမမေရှိတက်လာတာဆရာမကမမေမျက်နှာနဲ့ light တဲ့မျက်တောင်အနေထားကိုတေချာချာလေးပြပြပေးရဲ့မမေကအရန်သဘောကျလို့ဆိုပြီးတော့နောက်တစ်ခါကျရင်မျက်ခုံးမွေးတက်တူလာထိုးမယ်ဆိုပြီးတော့အောင်ဆရာမနဲ့ပြောခဲ့သေးရပေါ့နော်စစ်တာကတော့45မိနစ်တနာ45ဟုတ်ရတောင်မွေးပေါ်မှာမူတည်ပြီးတော့ချိုးချတဲ့တောင်မွေးပါလာချီတယ်နှစ်တက်ချီတယ်သုံးတက်ချီတယ်အဲ့လိုမျိုးလေးနာတွေ့ခဲ့ spa ဆိုလို့ရှိရင်တော့ make လေးတိတက်လုပ်ပေးရဖြစ်တယ်လို့ရှင်ဒါပေမဲ့အတွဲလာရဆိုလို့ရှိရင်တော့တူတူလုပ်လို့ရတယ်တဲ့မဟုတ်လို့ရှင်တော့ယောက်ျားလေးလက်မခံဘူး make လေးတိတက်မယ်ဆိုတော့make လေး spa သွားရတာအဆင်ပြေပေါ့နော်ခွာတော့တဲတို့ကကြတော့တာဝန်ထိုင်ဆောက်နေပါတော့ကျန်တော့ဆက်တာတွေကိုစပင်6တာတွေကိုဟုတ်တယ်စပင်ကအရန်6တာဆိုတော့လေစပင်6တော့ညှိပြီးနောက်ခေါက်လိုက်တဲ့တာချက်တာဟုတ်အဲ့ဒါပဲလည်းတက်တာလေသူကဟုတ်ကဲ့ဟုတ်ဒီ treatment တွေကတော့ကောင်းတယ်ဒီဆိုင်မှာလည်းလူကြိုက်တယ်လို့များတယ်များလားဟုတ်ကဲ့ဆရာလာရလားစပင်လေးပျော့ပြောင်းမှုညက်စ
စင်ပြေလားရှင် ဒီလိုလက်ထည့်လိုက်အောင်အမညိပြီးနားလို့ပေါ့ အခုကြတော့စင်ပြေသွားပြီပေါ့ The Mystic All in One Beauty Center ဆိုတဲ့အတိုင်းပဲခေါင်းစားချီစုံကိုတဲတို့တွေတနေရာမှာလုပ်လို့ရတယ်ပြီးတော့ခုလို product လေးရောင်းမိတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အလှပနဲ့ပတ်သက်တဲ့ပစ္စည်းလေးလည်းဝယ်လို့ရတယ်ကားပါကင်ရရတာလည်းအဆင်ပြေတယ်အိပ်ပျော်သွားပြီလားမသိ လက်ခုပ်ကြီးချစ်တယ်အိတ်ပါမယ် လက်စွပ်ချွတ်ကြည့်လိုက်မှာအိတ်လားဆိုတာအမအိတ်ဘူး နားလက်ခုပ်ကြီး တဲတို့ကတော့ The Mystic မှာခေါင်းစားချီစုံဒီနေ့လုပ်ခဲ့ရတဲ့အကောင်လုံးသဘောကျတယ်အဲ့တော့တဲတို့လိုမျိုးလာခြင်းနဲ့ဆိုရင်မယန်းကုန်းကဘာကြီးဖျားလန်းအနီးမှာရှိရဲ့ဝါလက်နှစ်လမ်းမှာ The Mystic All in One Beauty Center ဆိုပြီးတော့ရှိပါတယ်ရှင်